အဲ့ဒီကရိုက်တဲ့အချိန်မှာလွမ်းပိုင်နန်းစုစီကိုလိုက်လာပါတယ်ဟုတ်ပြီနော်ဒါကတော့ရှင်းတယ်ဒါသူတို့ရဲ့ကြိုက်ချင်းဒါသူတို့ရဲ့ personal ကိစ္စဟုတ်ပြီသူချစ်တာကြိုက်တာဟုတ်ပြီကျွန်တော်ဘယ်ချိတ်ဘက်မပြောခဲ့ပါနဲ့တယောက်တယောက်နဲ့တကယ်ချစ်ကြပါတယ်ဖုန်းထဲမှာအစသမင်းစားတာအစလေးလေးကန်ပြီးခွင့်ပြုကျွန်တော်အမြင်နဲ့ပြောခဲ့တယ်လွမ်းပိုင်ကလာကြတဲ့ခါမှာနန်းစုကြီးဆိုးနဲ့တူတူနေကြဖို့တူတူအိတ်ကြဖို့အချိန်မှာအဲ့ဒီအချိန်မှာနန်းစုကကမ္ဘာကျိုးလေးစကားဓမ္မတာလာနေပါတယ်ရိုင်းရိုင်းပြောရင်ယာတိလာနေပါတယ်အဲ့လိုဖြစ်တဲ့အချိန်မှာလွမ်းပိုင်ကသူ့ရှင်းပြောတော့မောင်းတင်ပြီးတော့စီကုံနော်စီလေးအကုန်ကြငွေကြုံပြေးချခံပြီးတော့ဟိုးရန်ကုန်ကနေပကံကိုလိုက်လာပြီးတော့သူ့ရဲ့စိတ်ဆန္ဒမပြေပြောက်တဲ့အချိန်မှာပြဿနာရှာသွားတာကဒီလိုလာမယ့်ရက်ကိုမသိဘူးလားဒီလိုလာမယ့်ရက်မှသိရတာနဲ့ဘာဖြစ်လို့ငါ့ကိုချိန်တာလဲဆိုပြီးပြဿနာရှာပြီးတော့ထွက်သွားတာအဲ့တော့အဲ့ဒီအချောင်းရကကျွန်တော်တူဦးတယောက်တည်းအခုကျွန်တော်ပြောရင်ဟာခင်ဗျားကအပုတ်ကိုပေါ်ပြီးအောက်ဖဲလန်ပြီးလှန်တဲ့နေရာမှာလှန်ရပါတယ်ဒါပေမဲ့ကျွန်တော်ပြောတဲ့နေရာမှာမဟုတ်တာကိုလှုပ်ကြံပြောတယ်လှုပ်ကြံစကားမဟုတ်ပါဘူးဘာကြောင့်ဒါကိုပြောတာလဲဆိုတာကျွန်တော်ရှင်းပြတာပါသူများသားသမီးအပေါ်မှာကာမဆန္ဒတစ်ခုနဲ့ကိုယ့်ရဲ့စိတ်ဆန္ဒတစ်ခုနဲ့မိုင်ရိုင်းစော်ကားသွားတဲ့ကောင်ကကျွန်တော်ကိုဟုတ်ပြီနော်အနိုင်လိုချင်စောနဲ့ပကံမှာမင်းသမီးတယောက်နဲ့ဒီလိုမျိုးသွားရဲဆိုပြီးလှုပ်ကြံပြောတာကိုကျွန်တော်ခံပြင်းလို့ဒီအမှန်တရားနဲ့ကျွန်တော်ပြန်ပြီးတော့တုံ့ပြန်ခြေပတာလို့ကျွန်တော်ပြောချင်ပါတယ်နောက်တစ်ခုကတော့အခုတော်တော်များများပြောနေကြတယ်ပေါ့နော်ပကံမှာဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့ပကံမှာနန်းစုဟိုဟာလဲအဲ့လိုမျိုးပေါ့ပါတယ်ဓမ္မတာလာနေလို့ကျွန်တော်ကဒေါသထွက်ပြီးပြန်သွားပါတယ်ဆိုတဲ့ကိစ္စကြီးကတော့ဗျာဘလို့မှစဉ်းစားလို့မရတော့အောက်တန်းလုံးဝကြတဲ့ကိစ္စကြီးလို့ကျွန်တော်ကတော့တော်တော်စောက်တင်သေးသွားတယ်ဗျာအဲ့ကိစ္စကြီးပြောလိုက်တဲ့အချိန်မှာသိလားဟိုဘယ်လိုပြောရမလဲဗျာကျွန်တော်ပြောရကိုယ့်ကောင်မလေးရှူတင်ကျွန်တော်လိုက်သွားရန်ကုန်ကကျွန်တော်လိုက်သွားရှူတင်ရောက်တယ်သူနဲ့တွေ့တယ်စကားပြောတယ်တူတော့ကျွန်တော်အဲ့တော့အကြံနေပေးခဲ့တယ်မနေ့ကလည်းကျွန်တော်ပြောပါတယ်သူကိုပြင်းဟိုလေးရိုက်ပါလားပေါ့ short video လေးရိုက်အဲ့ပါ monetization တွေပါရိုက် YouTube ကပတ်ဆိုင်မစိုးပါဘူးဝင်ကောင်းတယ်ဘာဖြစ်လဲဒါလည်းစီးပွားရေးတစ်ခုဖြစ်တာပေါ့ဆိုတော့ကျွန်တော်အကြံနေပေးလိုက်တယ်အဲ့ဒါကိုဘဲကဟိုလေးရောက်ရောတည်မလားစောက်တင်းပြင်းပြောတဲ့ဒီလိုမျိုးအောက်တန်းသားသူထင်ရမြင်ရပြောတဲ့ဟို channel ကြီးတစ်ခုသူလုတ်လိုက်တယ်ဗျာတည်ရအဲ့လိုမျိုးပြောနေတဲ့ကောင်ဖြစ်သွားတယ်အောက်တန်းသားပေါ့ဗျာပြောရမယ်ဆိုရင်တော့အဲ့လိုမျိုးပေါ့ခဏဟောက်ကျွန်တော်ပြန်ဆက်ရမယ်ဆိုရင်ဘာမှလည်းရှုဟိုဘာလို့အဲ့လိုမျိုးပါလဲဟိုတယ်မှာလည်းအဲ့လိုတောင်းချမ်းပြီးတော့မှတည်ရမှာ तू ပြောသလိုဒီဟိုပေါ့ဟိုဓမ္မတာလာနေလို့ကျွန်တော်ကဟိုပေါ့ကာမတွေမရလို့စောင်းရဒေါသဖြစ်ပြီးထွက်သွားတယ်ရန်ဖြစ်ပြီးထွက်သွားတယ်ရန်လည်းမဖြစ်ဘူးဒေါသလည်းမထွက်ဘူးကျွန်တော်